နေ့မှာနောက်ဆုံးနေ့မှာတွေ့လို့နေ့လာလုပ်ပေးတာပါနော်ညာရပါတယ်ရှင်တစ်ခါတည်းညာရတာပါနော်အဲ့ဒါအဲ့ဒီဆက်တရားလေးမျက်နှာရေပေးတော့ကိုသွားလူပါပါရှင်လေးမျက်နှာရေပေးတော့သွားလူပါပါနော်ရေပေးတော့သွားတော့လက်ဖက်ကြရင်သွားပါမယ်ရှင်လက်ဖက်ဘုန်းနဲ့အခွင့်နဲ့လိုက်သွားမှာပါနော်ရေပေးတော့သွားလူပါပါဝိုင်းမိသားတို့ခေါ်ပေးကြပါဦးဝိုင်းမိသားတို့ခေါ်ပေးကြပါဦးလို့တင်းချင်းကုန်သေးသေးသားများအောင်လေအခုတော့လူမေးသေးတယ်ချင်းချင်းလေးတွေလာတယ်တင်းချင်းကုန်သေးသေးသားများရောခေးလည်းတင်းမကြီးလည်းပါတယ်ဒီကမမတူခဲ့နိုင်ပါစေဒီကစီးရီးယားလူကြီးတွေအားလုံးလည်းကျမ်းမချမ်းသာပါစေလိုက်တဲ့ဝစားတွေပြတ်ပါလေလိုက်တာဝစားတော့ဝစားတွေပါလိုက်တာဝစားတော့နော်ဝစားတွေအများကြီးပါနော်တပည့်ဆန်ကဒီမှာလေးလိုက်တာပါအဲ့ဒီမှာလေးလည်းကျမ်းမချမ်းသာပါစေဝစားတွေကျမ်းမချမ်းသာပါစေဝစားတွေလည်းဒီထက်မကပေါ်များပါစေပေါ်များပါစေပေါ်ပါစေကျမဆက်နေကြတော့ဒီမှာလေးတော့ဆက်နေပြီပဲတကယ်ချင်းအားလုံးကိုမင်္ဂလာပါရှင်ဒီနေ့ရေဘေးလူကတော့9ရက်နေ့ကစလူခံတယ်ပေါ့နော်9ရက်နေ့ကဘယ်လောက်လဲ6သိန်းနဲ့6သိန်းနဲ့6ထောင်ရပါလားရှင်6ရက်နေ့မှာဆိုလို့ရှိရင်တော့4သိန်းနဲ့4တောင်4တောင်ရပါလို့ရှင်9ရက်နေ့မှာဆိုလို့ရှိရင်3သိန်းနဲ့9တောင်2000ရပါလို့ရှင်10ရက်နေ့မှာဆိုလို့ရှိရင်5သိန်း5တောင်6900ရပါလို့ရှိပါလေရှင်ကဲစောရလည်းတရက်1000 3သိန်း2တောင်ပေါ့နော်စောကမာတီကို3သိန်း2ပါလို့ရှင်နော်ဟုတ်ပါတယ်အကုန်လုံးစုစုပေါင်း20နဲ့20 9သိန်း4တောင်နဲ့900ဖြစ်ပါလေရှင်နော်စုစုပေါင်းပေါ့နော်20နဲ့20နဲ့9000နဲ့4တောင်900ဖြစ်ပါလေရှင်အဲ့ဒါရေဘေးလူပါရှင်နော်အဲ့ဟိုလိုက်ပေါ်ကတငယ်ချင်းများကလည်းလူပေးပါလေရှင်နော်ဒီတငယ်ချင်းတွေကဈေးသားများအားလုံးလည်းလူပေးပါလေရှင်နော်တင်းချင်းကောကဈေးသူဈေးသားများနေဟိုလိုက်ပေါ်ကတငယ်ချင်းများမိသားစုများအားလုံးကျမ်းပါပါစေချမ်းသာပါစေဒီတက်မကလူနိုင်တိုင်းပါပါစေလို့အစောနဲ့ညီမလေးတွေကဆူတောင်းပေးပါလေရှင်နောက်နေ့များပါလေလူပေးကြပါဦးလို့နော်မနေ့ကဆိုလို့ရှိရင်အစောကဇွန်နာဖွဲ့နဲ့ရေဘေးကိုသွားပါမယ်ရေဘေးကတငယ်ချင်းများအားလုံးဖိုက်ပေးပါရှင်အားလုံးဖိုက်ပေးပါရှင်နော်ဖိုက်ပေးပါလက်ကိုလာပါပြီမနေ့ကလာပါပြီရှင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ခုလိုက်ပါညီမလေးတွေအားဖြစ်ပေးတဲ့ညီမလေးတွေကိုလည်းကျေးဇူးတင်ပါတယ်လို့အားလုံးကိုကျေးဇူးရက်နဲ့လေအားလုံးကျေးဇူးတင်ပါတယ်ရှင်